ရိုးသေးပေးလိုက်တာလည်းဖြစ်ရှင်တယ်ဒါမှမဟုတ်ဖျားပြက်ကုံလေးကိုတွေးတာလည်းဖြစ်ရှင်တယ်အရင်တော့လည်းဗုဒ္ဓဘာသာဖြစ်နေတယ်နော်တခြားဘာသာဆိုတော့မပြောတတ်ဘူးနော်အဲ့လိုကုသိုလ်တစ်ခုခုကိုအာယုံကိုလောက်ခဲ့တော့အတိုင်းပဲအာယုံလေးပြုတ်လိုက်ပြီးတော့မှဒီဇောကဖြစ်တယ်တကယ်လို့ကြောင်လေးတွေဒီမှာကြောင်လေးတွေရှိတယ်ที่ไทยจะอยู่ที่ဒီစလုံးလေးတွေကိုကလေးတွေကမြင်ခွင့်ရတယ်ဟဲ့လားမြင်ခွင့်ရတယ်နော်မြင်တဲ့မျက်လုံးလေးတွေရှိတယ်လားဆိုပြတာကိုကြားတဲ့နားလေးရှိတယ်အာယုံကလည်းလိုက်ပြီးတော့တည်နေတယ်အဲ့ဒါဆရာလေးခဏခဏပြောနေတယ်မှာပါတယ်ဒီစာတွေကိုတင်ရခြင်းဘိုင်းမာစီဆရာတော်ဘုရားကြီးရဲ့ရှင်ပြုယဟန်တင်သီလရှင်ဝတ်နည်းစာမျက်နှာ30ကအကြောင်းအရာလေးကိုမာစီဆရာတော်ဘုရားကြီးတရားလေးနဲ့ပါထောက်ပြပြီးတော့ရှင်းကြအောင်နော်ခေါင်းစဉ်ကလူဘဝနတ်မြမာဘဝမတ်ဖို့နိဗ္ဗာန်ကိုကန့်ကွက်တားမြစ်တတ်သောအန္တရာယ်များဤ၅ပါးဣမတမေဝိဟာရေဤလိုက်မာတိတောင်းတိုင်းပဲနေနိုင်ဣမံဒီမတံဤဝါရိသမကလောဝတ္တံဥပေပိဝါကံဝါစုပါဤဗျာသာဣမတမေဝိဟာရေဤလိုက်မာတိတောင်းတိုင်းပဲနေနိုင်ဣမံဒီမတံဤဝါရိသမကလောဝတ္တံဥပေပိဝါကံဝါစုပါဤဗျာသာသာဣမတမေဝိဟာရေ